sau kamuli wan sai sau minglanya shama dini 2026 March 12ရက်ဂျာတပ်ရင်းနေ့အတွက်တည်ထားတဲ့ရှန်နီဒေတာတွင်းနဲ့တူပြည်တွင်းတည်နိုင်ငံတကာတည်တွေကိုတင်ဆက်ပေးတော့ပါမယ်။ဒေတာတွင်းတည်တွေမှာတော့ဖာကန်မြို့မှာမရက်တက်နိုင်တဲ့နှစ်ဖက်တိုက်ပွဲကြောင့်စစ်ပေးရှောင်ရရှိလာနေပါတယ်။အကူအညီများစွာလည်းလိုအပ်နေပါတယ်။မနေ့ကမတ်လ23ရက်နေ့မှာကြာရောက်မဲ့ရှန်နီမြို့ရနေ့ကိုရှန်နီဒေတာတွေမှာကျင်းပဖို့ပြင်ဆင်နေပါတယ်။ပြည်တွင်းမှာတော့မန္တလေးတိုင်းထဲက NUG တိန်းထားတာတနစ်ကျော်ကြာရှိနေတဲ့တကောင်းမြို့ကိုစစ်တပ်ကပြန်သိမ်းလိုက်ပါတယ်။ရေနံတင်ပို့မှုပြတ်တောက်ခြင်းဟာအချိန်ကြာလာရင်မြန်မာနိုင်ငံရဲ့စီးပွားရေးကဏ္ဍအတီးတီးမှာဆိုးကျိုးတွေဖြစ်လာနိုင်ကြောင်း ISP မြန်မာကပြောလာပါတယ်။စတဲ့သတင်းတွေကိုအခုပဲစတင်လိုက်ကြရအောင်ပါ။499နှစ်မြောက်ရှမ်းနီအမျိုးသားတွေကိုရှမ်းနီဒေတာတွေမှာကျင်းပဖို့ပြင်ဆင်နေတဲ့အကြောင်းကိုပြောပြပေးပါမယ်။499နှစ်မြောက်တတမအကျဉ်းရှမ်းနီအမျိုးသားတွေကိုရှမ်းနီဒေတာတွေမှာကျင်းပဖို့ပြင်ဆင်နေတယ်လို့သိရှိရပါတယ်။အခုနှစ်2026ခုနှစ်မှာတော့ဟုံးမလင်းမြို့နယ်နန့်တော်ပမောက်မိုးကောင်းဝိုင်းမော်မြို့တွေမှာကျင်းပဖို့ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။မတ်လ23ရက်နေ့ကိုရှမ်းနီအမျိုးသားနေ့အဖြစ်သတ်မှတ်ကျင်းပလာတာဒီနှစ်မှာတော့10စုနှစ်တခုပြည့်လာခဲ့ပြီလည်းဖြစ်ပါတယ်။ရှမ်းနီစာရေးဆရာနန္ဒချစ်ထွန်းကတော့အခုလိုမှတ်ချက်ပြပါတယ်။ရှမ်းနီဘက်ကဒီမျိုးလေးသားနေမတမ်းအရေးကြီးဘာကြောင့်အရေးကြီးလဲရှမ်းနီတွေကဒီလိုပြသားနေလိုမျိုးတွေစီယုံရှမ်းနီရဲ့စီယုံရှမ်းနီရဲ့စီယုံအားကိုမတမ်းတဲ့စီယုံအားကိုဒီလိုကသူ့ရဲ့ဒီနေရရှိရေးချောင်းလမ်းမှုမတမ်းအရေးကြီးဒါကြောင့်လည်းသူသားကြရှမ်းနီမျိုးသားတွေကို2016ခုနှစ်မှာရှမ်းနီနွယ်ဘွားလူငယ်များအဖွဲ့ချုပ် SNYO ကစတင်ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး2020ခုနှစ်အထိမန္တလေးမြို့မှာကျင်းပခဲ့တာပါ။အဲဒီနောက်ပိုင်းမှာတော့ရှမ်းနီဒေတာကမြို့တွေဖြစ်တဲ့ဗမောက်ဟုံးမလင်းမိုးကောင်းမြို့တွေမှာကျင်းပခဲ့တာလည်းဖြစ်ပါတယ်။ရှမ်းနီမျိုးသားတွေကိုတော့ရည်ရွယ်ချက်၄ခုနဲ့ကျင်းပပြီးမြို့ရွာလဲမြေချောင်းမြောင်းတောတောင်တွေကိုချင်းမြတ်နိုးတံပိုးထားဖို့တမိုင်းယဉ်ကျေးမှုထုံတန်းတွေထိမ့်သိမ်းဆောက်ရှောက်တတ်ဖို့တိုးတက်ပြန့်ပွားအောင်လှုပ်ဆောင်ကြိုးစားကြဖို့ရှမ်းနီဒေတာနဲ့ရှမ်းနီမျိုးနွယ်တွေပြန်လည်ပေါင်းစည်းနိုင်ဖို့အတွက်လို့ဆိုထားပါတယ်။ရှမ်းနီမျိုးသားတွေကိုတော့မိုးညင်းဆောက်လုံးကမြန်မာတက္ကသိုလ်888ခုနှစ်အခုလဆန်း12ရက်နေ့ခရစ်နှစ်1528ခုနှစ်မတ်လ23ရက်နေ့မှာအင်းဝနေပြည်တော်ကိုတိမ့်ပိုက်ခဲ့တဲ့နေ့ကိုတတ်မှတ်ခဲ့ကြတာလည်းဖြစ်ပါတယ်။စေစွန်းနှစ်တစ်ခုအတွင်းမှာရှမ်းနီအမျိုးသားနေ့ကိုကျင်းပဖို့အတွက်အတားအဆီးတွေကြုံခဲ့ရတယ်လို့တချို့ဒေတာတွေမှာလည်းနိုင်ငံရေးအကန့်အသတ်တွေကြောင့်ကျင်းပခွင့်ရရှိဖို့တားဆီးခံရဆဲဖြစ်တယ်လို့ဥဆောင်ကျင်းပပြုလုပ်သူတွေကပြောဆိုကြပါတယ်။ဖာကန်မြို့ကတိုက်ပွဲကြောင့်ရပ်ပိုင်းအတွင်းစစ်ပေးရှောင်ဦးရေရရှိတိုးများလာနေပါတယ်။ဖာကန်မြို့ရှိမရှိကထောင်ရပ်ကွက်မှာ KIA PDF ပူပေါင်းတပ်နဲ့စစ်ကော်မရှင်တပ်တို့အကြားရပ်တန့်ရှင်းမရှိသေးတဲ့တိုက်ပွဲတွေကြောင့်ပေးလွတ်ရရပ်ကွက်တွေနဲ့ဖုံးတော်ကြီးကျောင်းတွေမှာစစ်ပေးရှောင်ဦးရေရရှိလာနေတယ်လို့ဒေတာခန့်များထပ်မံသိရပါတယ်။ကန်ဒရာထေကမြို့မှာရပ်ကွက်ကမနီစေုံကျောင်းမှာဒီရီမင်္ဂလာမနီစေုံဘုံကြီးကျောင်းမှာမရှိကြောင်ရပ်ကွက်ဘက်ကလာတဲ့စစ်ချောင်းတွေပြည့်နေပြီငါထဆောင်ရဲ့စွန်းစားဆောင်ရောအပြည့်ငါထဆောင်ရဲ့အပြည့်ကြာလာပြီမလို့မဲစားတဲ့နေရာစားမှာအခုစစ်ချောင်းအခုချိန်ဒီပဲမှာမြို့မရက်ကွက်အတွင်းနေထိုင်သူတို့ကပြောပြပါတယ်ဖာကန်မြို့မရက်ကွက်ရှိတီရီမင်္ဂလာမဏိစေယုံပရိယတိစာတင်တိုက်အတွင်းခုရက်ပိုင်းအတွင်းလူဦးရေ200ကျော်ခန့်စစ်ပေးသိမ်းရှောင်လာရောက်ခိုလုံမှုများရှိနေကြောင်းသိရပါတယ်။ထုံးဖိုးမရှိကထောင်စီပင်စတဲ့တိုက်ပွဲအနီးနေထိုင်သူရက်ကွက်ရှိအများအပြားသိမ်းရှောင်လာကြတာဖြစ်ပြီးရခင်ရှိထားပြည်တာစစ်ပေးရှောင်များအပါအဝင်အိမ်ထောင်စု100ကျော်တီဖုံးတော်ကြီးကျောင်းမှာခိုလုံနေကြတာလို့ဆိုပါတယ်။စစ်ပေးရှောင်တွေထဲမော်ဝမ်းကြီးမော်မောင်းလျံမော်ဝမ်းလေးစတဲ့ဒေတာခန့်များလည်းရှိနေပြီးဖာကန်မြို့နယ်အတွင်းတိုက်ပွဲတွေကြောင့်စစ်ပေးသိမ်းရှောင်လာတာလရှိကြာမြင့်နေပြီလည်းဖြစ်ပါတယ်။မရှိကထောင်ဆူတောင်ကုန်းမှာ KIA PDF ပူပေါင်းအဖွဲ့နဲ့စစ်ကော်မရှင်တို့တိုက်ပွဲကမတ်လ3ရက်နေ့ကနေမတ်လ10ရက်နေ့မှာရပ်နားခဲ့ပြီး10ရက်နေ့နေ့လယ်ပိုင်းကနေအပြန်အလှန်ပစ်ခတ်မှုများပြန်လည်ဖြစ်ပွားနေပြန်တယ်လို့အနီးနေထိုင်သူများထံမှသိရပါတယ်။
ကြည်စံတွေမြို့တွင်းမြို့မရက်ကွက်ပဲနေရအနှံ့လာကြတဲ့စုဆောင်ရေးဆွဲတာလဲပိုဆိုးလာတဲ့စိတ်မူကြောက်ဝိုင်းနာပတ်ရှာလဲဆိုလဲ KNA ကားတွေနဲ့ပတ်နေတာအပြင်လဲမထွက်ရဲဘူးအလုတ်လဲမသွားရဲဘူးလို့ဒေတာခန့်တူကပြောပြပါတယ်မတ်လ10ရက်နေ့မှာလဲမနမော်ကျေးရွာရှိ Wi-Fi ဆိုင်တစ်ခုအတွင်း Wi-Fi သုံးဆွဲနေတဲ့လူငယ်တစုကို KNA PDF ပူးပေါင်းတပ်ဖွဲ့များထပ်မံစုဆောင်ရေးဆွဲခေါ်တွားတယ်လို့တိုက်ပွဲကြောင့်လူအင်အားတစ်ဖြစ်တင်းတာတွေလှုပ်ဆောင်နေကြောင်းရက်ွက်အတွင်းပြောဆိုမှုတွေရှိနေပါတယ်ဒီတာတွေ့တဲ့တွေကိုပြောပြပေးတော့ပါမယ်မန္တလေးတိုင်းဒေသကြီး NUG တိန်းထားတဲ့နောက်ဆုံးလက်ကျန်မြို့ဖြစ်တဲ့တကောင်းမြို့ကိုစစ်တပ်ကပြန်လည်သိမ်းပိုက်လိုက်တဲ့သတင်းကိုပြောပြပေးပါမယ်။မန္တလေးတိုင်းဒေသကြီးတပိတ်ချင်းမြို့နယ်တကောင်းမြို့ကို NUG ကတိမ်းပိုက်ပြီးတနစ်ကျော်အကြာမှာစစ်ကော်မရှင်တပ်တွေဟာမတ်လ10ရက်နေ့ယမနေ့ကမြို့ကိုပြန်လည်ထိန်းချုပ်လိုက်ပြီးဖြစ်တဲ့အကြောင်းသတင်းထုတ်ပြန်လာခဲ့ပါတယ်။တကောင်းမြို့ပြန်လည်သိမ်းပိုက်ခံရတာဟာပထဝီအနေအထားအရအရေးပါတဲ့မြို့တစ်မြို့ဆုံးရှုံးလိုက်ရတာဖြစ်တယ်လို့စကိုင်းတိုင်းအတွင်းက PDF တပ်တွေကပြောပါတယ်။စစ်ကော်မရှင်တပ်ဟာတကောင်းမြို့ကိုတိမ်းပိုက်နိုင်ရဲ့အတွက်ဖေဖော်ဝါရီလကတည်းကတွင်းငယ်ဒေတာမှာစစ်ကြောင်းထိုးခဲ့ပြီးတလအကြာမှာမြို့ကိုပြန်လည်သိမ်းပိုက်ခဲ့တာလည်းဖြစ်ပါတယ်။နေမင်းချင်းချိတ်ဆက်မှုမှာတကောင်းမြို့ဟာစကိုင်းတိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်မြောက်ပိုင်းဒေသ3ခုရဲ့စုံမတ်တဘောမျိုးဖြစ်နေတဲ့ AR မြစ်တစ်ဖက်ကမ်းကစကိုင်းတိုင်းထဲတော်လိုင်းကြီးနယ်မြေတွေအထက်ဘက်က KNA ထိန်းချုပ်ရာနယ်မြေတွေနဲ့အရှေ့ဘက်ကညီနောင်မဟာမိတ်တပ်တွေရဲ့နယ်မြေတွေချိတ်ဆက်နေတယ်လို့ PDF Insight ကဖော်ပြထားပါတယ်။တကောင်းမြို့တိမ့်ပိုက်ခံရပြီးတဲ့နောက် AR မြစ်အနောက်ဘက်ချမ်းဒေသမှာရှိတဲ့မြို့တွေဟာမကြာခင်စစ်ကြောင်းထိုးလာနိုင်တဲ့အကြောင်းတော်လိုင်းအင်အားစုတွေကအတည်ပြုထားပါတယ်။တကောင်းမြို့ကလျက်မှာရှိတဲ့ထိချိုက်မြို့နယ်မောင်ကုန်းကျေးရွာကတကောင်းနီကယ်စီမံကိန်းရှိရာဒေသဘက်ကိုစစ်ကြောင်းတွေပြန်လည်ထိုးဖို့ပြင်ဆင်နေတယ်လို့မနေ့ကမတ်လ17ရက်နေ့မှာ PDF တပ်တွေကပြောဆိုထားပါတယ်။မန္တလေးတိုင်းဒေသအတွင်းမှာတပိတ်ချင်းမြို့ကို2025ခုနှစ်မှာစစ်ကော်မရှင်တပ်ဟာကနဦးတိမ့်ပိုက်နိုင်ခဲ့ပြီးတဲ့နောက်စင်ကူမရယာမြို့တွေကိုဆက်လက်တိမ့်ပိုက်ခဲ့တာပါ။မိုးကုံမြို့ကိုတော့တရုတ်နိုင်ငံရဲ့ကြားဝင်စစ်ဆက်ညှိနှိုင်းမှုတွေကြောင့် TNL တပ်တွေပြန်လည်ဆုတ်ခွာပြီးစစ်တပ်ကပြန်လည်နေရာယူခဲ့တာဖြစ်ပါတယ်။2026ခုနှစ်စမ်းပိုင်းမှာ NUG ကထိန်းချုပ်ထားတဲ့မြို့နယ်တွေကဗမောက်ဖာပွန်တကောင်းမြို့တွေဟာစက်တိုက်ပြန်လည်သိမ်းပိုက်ခံခဲ့ရတာလည်းဖြစ်ပါတယ်။ပြည်တွင်းသတင်းကိုဤလောက်ခမဆက်လက်တင်ဆက်သွားပါမယ်။73စီပြတ်တောက်မှုကရဲ့မြန်မာနိုင်ငံအပေါ်ဘလို့ရိုက်ခတ်နိုင်မလဲ။ရေနံတင်ပို့မှုပြတ်တောက်မှုတွေဟာအချိန်ကြာမြင့်ခဲ့မယ်ဆိုရင်မြန်မာနိုင်ငံရဲ့စီးပွားရေးကဏ္ဍအတည်တည်မှာဝင်ဆက်အလို့စိုးကျိုးတွေစက်တိုက်ဖြစ်ပေါ်လာနိုင်စေမယ်လို့ IBS မြန်မာအဖွဲ့ရဲ့သုံးသပ်ချက်တွေကပြောဆိုထားပါတယ်။ရေနံအကျက်အတဲနဲ့မြန်မာစွမ်းအင်လုံခြုံရေးစာတမ်းထဲမှာတော့မြန်မာနိုင်ငံဟာရေနံတင်ပို့မှုတွေပြတ်တောက်သွားရင်ချက်ချင်းလက်ငင်းရိုက်ခတ်မှုအနေနဲ့73စီဝယ်ယူနိုင်မှုရှော့ချသွားတာနဲ့ဈေးနှုန်းမြင့်တက်တာတွေကိုကြုံရနိုင်တယ်လို့ဆိုပါတယ်။မြန်မာနိုင်ငံရဲ့တွင်းကုန်သုံးပုံတစ်ပုံက73စီတွင်တွင်မှုကဏ္ဍဖြစ်ပြီးအရေးကြီးတဲ့ကဏ္ဍလည်းဖြစ်တယ်လို့2026ခုနှစ်ရဲ့စီးရင်ကဖော်ပြထားပါတယ်။မြန်မာနိုင်ငံဟာ73စီတင်တွင်မှုတွေကိုစင်ကာပူနိုင်ငံနဲ့မလေးရှားနိုင်ငံတွေကနေအဓိကအားထားနေရပြီးမြန်မာနိုင်ငံမှာရက်ပေါင်း40အတွင်းလုံလောက်တဲ့တိုးလောင်မှုတွေရှိထားတယ်လို့စစ်ကော်မရှင်ကထုတ်ပြောခဲ့ပေမဲ့အလဲကျစနစ်နဲ့ရင်းတွေကိုမောင်းနှင်ခွင့်ပြုထားပေးတာလည်းဖြစ်ပါတယ်။73စီပြတ်တောက်မှုတွေကိုရော့ပါနိုင်ဖို့73စီဖြန့်ဖြူးသုံးစွဲမှုမူဝါဒဆိုင်ရာလုံနီးလုံဟန်တွေကိုအိန္ဒိချင်းနိုင်ငံတွေစီကနေလေ့လာကျင့်သုံးဖို့နဲ့နိုင်ငံတနိုင်ငံနဲ့အပေါ်မမှုတည်တင့်ဘူးလို့ပြောဆိုထားပါတယ်။မြန်မာ73စီလိုအပ်ချက်တွေအရ95%ဝန်းကျင်ဟာနိုင်ငံတကာကနေတင်သွင်းနေရတာဖြစ်ပြီးဒီတွင်းမှာ9%သာထုတ်လုပ်နိုင်တာလည်းဖြစ်ပါတယ်။ဒီနေ့ညမှာရှမ်းနီဒေတာနဲ့ပြည်တွင်းပြည်ပကဖြစ်ပျက်ခဲ့တဲ့သတင်းတွေကိုနားဆင်ခဲ့ကြရတာပါ။မနေ့ဖြန်မှာလည်းအရေးကြီးတဲ့သတင်းထူးတွေကိုအချိန်နဲ့တပြေးညီတည်နိုင်ဖို့ကျွန်ုပ်တို့ရဲ့ရှမ်းနီအတန်ကို follow လုပ်ထားဖို့မမေ့ပါနဲ့အောင်။သတင်းပေးပို့လိုတာဖြစ်ဖြစ်အကြံပြုလိုတာပဲဖြစ်ဖြစ်ကျွန်ုပ်တို့ရဲ့ social media စာမျက်နှာတွေမှာပြောကြားနိုင်ပါတယ်။ရှမ်းနီအတန်ရဲ့တည်ဆောင်းပါးတွေကို www.shaniboy.com နဲ့ www.facebook.com/thevoiceofshani စာမျက်နှာတွေမှာတွားရောက်နားဆင်လို့ရနေပါပြီ။ဒါအပြင်ရှမ်းနီတိုင်းသားတို့ရဲ့ရိုးရာယဉ်ကျေးမှုများလူနေမှုဘဝလူမှုရေးစီးပွားရေးကိစ္စရပ်များကိုဆောင်းပါးများ short video များအနေဖြင့်ရှမ်းနီအတန်ရဲ့ YouTube channel Telegram channel တို့မှာလည်းကြည့်ရှုနိုင်ပါတယ်။နားဆင်အားပေးခဲ့ကြတဲ့အတွက်ရှမ်းနီအတန်ဝိုင်းတော်သားတွေကအထူးပဲကျေးဇူးတင်ရှိပါတယ်။အားလုံးပဲပေးကင်းပြီးကျန်းမာတဲ့နေ့ရက်လေးပိုင်းဆိုင်နိုင်ကြပါစေ။ငိမ့်စုံတေရောက်ခါဆောက်